င်္ဂလာပါဗျဒီနေ့တော့မြင်းညံမျိုးအမတ်သက်ခွန်ရက်ကွက်မျိုးဦးเจ้าရဲ့အနောက်ဘက်မှာရှိတဲ့ဝါးလေးတစ်ဝါးနဲ့မိတ်ဆက်ပြပါမယ်ပတ်ဝန်းကျင်နေထားကတော့ထွေထူးပြောကြမလို့ပါဘူးเนาะတန်ပါတယ်ဒီသားလမ်းလေးဖြစ်ပါတယ်ဗျအိုရိုင်းလေးခတ်ထားပါတယ်အိုရိုင်း၃ဘတ်ပါပါမယ်ဒါတို့ကိုရောင်ပေါ့เนาะကိုရောင်လေးလုံးပါပါမယ်ရှင်းမျက်နှာသာကပေ40ပါနောက်ကျောင်းက45ပေလောက်ရှိပါတယ်เนาะအိုရိုင်း၃ဘတ်ခတ်ထားပါတယ်ဗျတော့စာချုပ်ကတော့ပိုင်ဆိုင်မှုကတော့အရက်စာချုပ်ပါပဲเนาะဆက်ဆက်စာချုပ်ပါပဲကိုတော်နေထားတော့ဒီလိုလေးရှိပါတယ်ဟိုတရချင်သိတဲ့ကိုတော်လေးပါเนาะ3950တဲ့ညှိနှိုင်းပါခင်ဗျာရေတွေမီးတွေမပါပါဘူးเนาะတော့ကအဲကိုတော်လေးနဲ့ဝိုင်းလွတ်ပါပဲဗျအိုတိုင်း3ဘတ်ပါမယ်เนาะဒီကိုတော်လေးပါပါမယ်ရေမီးမပါပါဘူး3950ညှိနှိုင်းပါခင်ဗျာဆက်ဆက်စာချုပ်ပါရှုပ်ရှင်းခင်းပါတယ်ခင်ဗျာဒါတော့နှစ်ထပ်ကလေးဘောနော်ကိုတော်လေးရတော့စိတ်ဝင်စားတဲ့မိတ်ဆွေများကျွန်တော်ဖုန်းနံပါတ်များကိုဆက်သွယ်ပြီးတော့အင်းမြတ်သုံးသပ်နိုင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျ